Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ မိတ်ဆွေတို့စိတ်နေနေဒီတရားလေးကိုနားထောင်ကြည့်ပါခင်ဗျာ ဘဝကဘာလဲဆိုတာဘဝကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်လေသူတို့ကခက်တာကအဲ့ဒီမွေးဖွားတာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့သူကဘာငါဘာသူအဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တည်းစိတ်ထဲရပါတော့နားလေလား ဟယ်လိုအားလုံးပဲ ဟုတ်လား ဒီနေ့တော့ တကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအဆင်ပြေလဲပဲသိရမယ်ဘဝအဆင်မပြေလဲပဲသိရမယ်ဘဝဘဝကိုကျွတ်တို့ကသိရမယ်ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါနှစ်ခါလောက်သိတဲ့အတိနဲ့အကျဉ်းယာနဲ့ချီပြီးတော့သိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမှာဆိုသိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြတစ်ခါသိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြိမ်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓတိတေခြင်းကိုဘာထထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်။ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါတေးရမယ့်လူပါလို့စဉ်းစားလိုက်။ငါဘေးကလူတွေလည်းတေးရမယ့်လူတွေလို့စဉ်းစားလိုက်။ဒီခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေမရှိဘူးလား။မိဘတွေဆိုရင်ပါသမီးတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူကြတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းပဲကိုဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူးနေတယ်ဆိုရင်ဩငါမကြခင်သိမှာပါဘာဒီနဲ့ပူးနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သားသမီးတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါမယ်ပူရင်လည်းပဲမညာမတာလာစဉ်းစားလိုက်သူတို့လည်းပဲတေးရမယ့်အကောင်လေးတွေတေးရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောပါမှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိတယ်လို့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးကလူတွေအကုန်လုံးကိုလည်းပဲသေလူလို့တွက်တာဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုး